အားလုံးပဲမင်္ဂလာပါ2026ခုနှစ်ဧပြီလမှာတော့အကြက်တဲတွေ့ကြုံနေကြရသောရဟန်းတော်များအတွက်အထူးဆုတောင်းပေးကြဖို့ဘိုးရမင်းကြီးအရှင်လီယိုကကျွန်တော်တို့အားလုံးကိုတိုက်တွန်းထားပါတယ်ဆုတောင်းကြပါစို့ဘောခီဖော်နှင့်သိုးထိန်ကောင်ဖြစ်တော်မူသောအိုယေရှုခရစ်တော်သခင်တပည့်တော်သည်ယဟန်တော်များအားလုံးအားယနေ့ကိုရော၏လက်တော်တို့အနံပူဇော်ကြပါ၏အထူးသဖြင့်အထီးကျန်မှုတန်ဖိစီးနေချိန်တန်တရားစိတ်များကနှလုံးသားကိုဝေဝါးစေချိန်နှင့်ပင်ပန်းနွမ်းနယ်မှုများကြောင့်မျောလင့်ချက်လျော့နေနေသည့်အကြက်တဲများနှင့်ရင်ဆိုင်နေကြရသောယဟန်တော်များကိုအထူးတတိယအနံကြပါ၏သူတို့ယုံကံမှုများနှင့်တရားများကိုသိရှိတော်မူသောကိုရောရှင်ဖျားကိုရော၏အနိုင်မဲ့သောချစ်ခြင်းမေတ္တာတော်ဖြင့်သူတို့အတွင်း၌ခိုင်မာတည်ကြည်မှုကိုအသစ်တဖန်မွေးဖွားပေးတော်မူပါသူတို့သည်တာမန်လုပ်ငန်းဆောင်ရွက်သူများသို့မဟုတ်တကိုယ်တော်သူရဲကောင်းများမဟုတ်ဘဲကိုရော၏ချစ်ခြင်းမေတ္တာကိုခံစားရသောသားတော်များနှိမ်ချတတ်သူများနှင့်တန်ဖိုးပြေဝတော်တပည့်တော်များဖြစ်ကြကြောင်းဘာသာသူများ၏ဆုတောင်းခြင်းဖြင့်ပံ့ပိုးကူညီထားသည့်သိုးထိန်များဖြစ်ကြောင်းခံစားတည်ရှိနိုင်ကြပါစေ။အိုးကောင်းမြတ်တော်မူလာသောအဖကျွန်ုပ်တို့၏ယဟန်တော်များကိုဖေးမှစောင့်ရှောက်တတ်သောယုံကြည်သူအတိုက်အဝန်တစ်ခုဖြစ်စေရန်ကျွန်ုပ်တို့အားသင်ကြားပေးတော်မူပါ။အကဲဖြတ်ဝေဖန်ခြင်းမပြုလုပ်ဘဲနားထောင်ပေးရန်ပြည့်စုံမှုကိုမတောင်းဆိုဘဲယေရှုတင်တတ်ရန်နှုတ်ကပတ်တော်ဝေမျှခြင်းမှတဆင့်ကိုရော၏နိုင်ငံတော်အကြောင်းကိုဟောပြောကျင့်ကြံသည့်စေကြောခြင်းမင်္ဂလာ၏တာဝန်ကိုသူတို့နှင့်အတူဝေမျှထမ်းဆောင်ရန်နိကတ်ရိုးစင်သောဆုတောင်းခြင်းဖြင့်သူတို့နှင့်အတူရှောက်လန်းနိုင်ရန်သင်ကြားပြသပေးတော်မူပါကျွန်ုပ်တို့ကိုမကြာခဏထောက်ပံ့ကူညီပေးနေကြသောယဟန်တော်များကိုကျွန်ုပ်တို့လည်းပြန်လည်ထောက်မကူညီပေးနိုင်စေတော်မူပါတန်ရှင်တော်ဝိညာဉ်တော်ဖျားကျွန်တော်တို့ယဟန်တော်များအတွင်ဧဝံဂေလိတရားတော်၏ဝမ်းမြောက်ရွှင်လန်းခြင်းကိုတဖန်ပြန်လည်ထွန်းတောက်စေတော်မူပါသူတို့အားကောင်းမွန်သောမိတ်ဆွေစစ်များညီကိုများကဲ့သို့ဖေးမကူညီချိတ်ဆက်မှုများကိုရရှိစေတော်မူပါအရာအလုံးမျောလင့်သလိုဖြစ်မလာသည့်အခါတွင်လည်းစိတ်ပေါ့ပါးစွာလက်ခံစေတော်မူပါသူတို့သည်ခေါ်တော်မူခြင်းကျေးဇူးတော်၏အနှစ်သာရကိုအစဉ်အမြဲပြန်လည်ရှာဖွေတွေ့ရှိနိုင်မည်ဆုကျေးဇူးများကိုပေးသနာတော်မူပါကိုရောရှင်ပေါ်ထားရှိသောယုံကြည်ကိုးစားမှုကို၎င်းနှိမ်ချရရောသောစိတ်နှလုံးသားဖြင့်ကိုရော၏သာသနာတော်ကိုဝမ်းမြောက်ရှင်လန်းစွာအစေခံမှုကို၎င်းမြည်သည့်အခါမျှမဆုံးရှုံးကြပါရစေနှင့်အာမင်ဘုရားမင်းကြီးရဲ့လဆင်ဆုတောင်းရွေးချက်များကို Click to Pray application ဖြင့်နေ့စဉ်ပါဝင်ဆုတောင်းကြပါစို့အားလုံးပေါ်ဖျားရှင်ကောင်းချီးပေးပါစေ DG for the greatest glory of